ရလားဘယံကရုံးတွေကခိုင်မာလားဘယံကရုံးတွေကိုကိုယ့်နာမည်ပေါက်အောင်ဘယ်လိုပြောင်းလဲဆိုတာလေးတွေကိုဒီဗီဒီယိုလေးမှာပြောပြပေးတော့မှာဖြစ်လို့ဒီဗီဒီယိုလေးကိုအဆုံးထိဆက်ကြည့်ပေးပါနော်မင်္ဂလာပါမမကြီးမြန်မာကျင်းဆောင်တာဒီ channel ရောင်းဝယ်တွေကိုမမှန်ကန်ကန်နည်းနည်းဆက်ဆန်းနဲ့သောက်ဖို့ရအောင်ကျူဆောင်ပေးနေတဲ့ကျူဆောင်ပြောက်ပါရှင်ဘယံကရုံးဝယ်လို့ရလားဆိုတဲ့မိဘအတွက်ဖြေရမယ်ဆိုရင်ဘယံကရုံးကဝယ်လို့ရပါတယ်ခရမ်းရဲ့ဆက်စာချုပ်တွေရဲ့မိနေရင်ဝယ်လို့ရပါတယ်။နောက်အချုပ်ချင်းကင်းနေတာနဲ့ဝယ်လို့ရပါတယ်။နောက်အချုပ်ချင်းကင်းနေရင်ဝယ်လို့ရပါတယ်။အဲဒါကြောင့်မို့ခရမ်းကရုံးတွေဝယ်တာဝယ်လို့ရပါတယ်။နောက်ခရမ်းကရုံးဝယ်တာခိုင်မာလား။နော်အဲ့ဒီမိဘအတွက်ဆိုရင်ခရမ်းကရုံးတွေကဝယ်တယ်ဆိုလို့ရှိရင်ဆက်စာချုပ်နဲ့ဝယ်ရပါတယ်။ဆက်စာချုပ်နဲ့ဝယ်တဲ့အခါမှာလူတွေသိပေမဲ့လက်မခံတဲ့အချက်ကနော်ဆက်စာချုပ်တွေနဲ့ဝယ်ရတာကိုလူတွေကခိုင်မာတယ်လို့အတိအမှန်မပြကြပါဘူးတကယ်ကဆက်စာချုပ်ကတရားဝင်ပါတယ်တက်တေကံပစ္စည်းလည်းဖြစ်ပါတယ်နော်ကိုပိုင်ဆိုင်ကြောင်းပြတယ်နော်ထောက်ထားလည်းဖြစ်ပါတယ်ဆက်စာချုပ်ကတရားဝင်ပါတယ်ဒါပေမဲ့လူနော်ဒီကျမတို့ဒီရန်ကုန်မှာကြတော့ခိုင်မာတယ်မခိုင်မာဘူးဆိုတာကိုကျမတို့ရန်ကုန်မြို့တော်စီမံသားရကော်မတီမှာမြေယာဌာနမှာကိုယ်နာမည်သွင်းနိုင်မှာခိုင်မာတယ်လို့ခေါ်ကြတာဖြစ်ပါတယ်အဲ့တော့ဘယံကရုံးကစဝယ်ကားကြမှာတော့ခိုင်မာမှုအားနည်းသေးတယ်လို့ပြောရမှာဖြစ်ပါတယ်ဒါပေမဲ့လို့เนาะဒီဆက်စာချုပ်တွေနဲ့ဝယ်တာကတရားဝင်ပါတယ်အဲ့တော့ဒီခိုင်မာမှုအားနည်းနေတဲ့ကရန်ကရုံးကိုဝယ်ပြီးရင်ကိုယ့်နာမည်ပါဘယ်လိုပြောင်းမလဲကိုယ့်နာမည်ပါဘယ်လိုပြောင်းမလဲဆိုလို့ရှိရင်ကျမတို့ကရန်ကရုံးကိုကိုယ့်နာမည်ပါပြောင်းမယ်ဆိုလို့ရှိရင်ကရန်ပေါ်မှာပါတဲ့နာမည်ပေါက်ကြီးကိုကျမတို့ကမှတ်ပုံတင်စာချုပ်ကြီးချုပ်ပေးစီလို့မှုနဲ့သက်ဆိုင်ရာမြို့နယ်ရဲ့တရားရုံးမှာတရားစွဲရပါတယ်တရားစွဲတယ်နောက်ပြီးတော့ကျတော့เนาะအကြီးခါမှာဒီကိုတရားစွဲလိုက်တဲ့ကြရမိပေါကြီးကြီးလာပြီးတော့တရားရင်ဆိုင်မှာလည်းမဟုတ်ဘူးဖြည့်ရှင်းမှာလည်းမဟုတ်ပါဘူးဟောကိုတယောက်တည်းပဲအမှုတည်ဆောက်ကိုတယောက်တည်းပဲရှောင်းလဲချက်တွေပေးเนาะကိုတယောက်တည်းပဲတရားနိုင်เนาะတယောက်တည်းပဲလုံးရတာဖြစ်တဲ့အတွက်ဒီလိုမျိုးအရန်ကရုံးကိုကိုနာမည်ပေါပြောင်းနေเนาะအမှုကိုသူတို့ကတစ်ဖက်သက်တရားစွဲတယ်လို့ခေါ်ပါတယ်เนาะဥပဒေအကြောင်းအရာခေါ်ကတော့ H party လို့ခေါ်ပါတယ်เนาะ H party ဆွဲတယ်လို့ခေါ်ပါတယ်တယောက်တည်းပဲတရားဆွဲတယောက်တည်းပဲတရားနိုင်ဖြစ်နေတာဖြစ်ပါတယ်เนาะအဲ့လိုမျိုးတရားနိုင်ပြီးတဲ့အခါမှာတရားသူကြီးကเนาะအနိုင်ဒီဂရီချပေးပါလိမ့်မယ်အနိုင်ဒီဂရီချပေးပြီးတဲ့အခါမှာဇာယီမှုဖွင့်ပြီးတော့ကျတော့ကျမတို့ဒီလစ်စရေးကိုเนาะဒီနိုင်ငံတော်ရဲ့ပုံစံဒီမြေကွက်ကိုစီမံခန့်ခွဲမှုအတွက်ဒီလစ်စရေးတရားကိုခန့်အပ်ပေးလိုက်ပါတယ်အဲ့ဒီလစ်စရေးရလာပြီးတဲ့နောက်မှာဒီလစ်စရေးကနော်ရန်ကုန်မြို့တော်စီမံသားရကော်မတီမှာရောင်းမြေပုံ105 106ပူပေးရပါတယ်105 106ထွက်လာတဲ့အခါမှာထွက်လာပြီးဆိုလို့ရှိရင်တရားစွဲတဲ့လူကနော်ဂျာပြတ်ဖြတ်ပြီးတော့ခွန်ဆောင်ရပါတယ်နော်ဂျာပြတ်ရုံးမှာဂျာပြတ်ဖြတ်ရတယ်ပြီးတော့သက်ဆိုင်ရာမြို့နယ်ရဲ့အခွန်ဌာနမှာခွန်ဆောင်ရမှာဖြစ်ပါတယ်အခွန်ဆောင်ပြီးတဲ့အခါမှာနော်ဒီမှတ်ပုံတင်စာချုပ်ရုံးမှာတရားရုံးကခန့်အပ်လိုက်တဲ့ဘီလစ်စီကနော်ဒီတရားရုံးရဲ့အနိုင်ဒီဂရီအမိန့်ရဲ့နော်ခရမ်းအမီပေါက်ကြီးရဲ့ရောင်းသူနေရာမှာခရမ်းအမီပေါက်ရဲ့ပုံစံဝင်ရမှာဖြစ်ပါတယ်ဘီလစ်စီကခရမ်းအမီပေါက်ရဲ့ပုံစံတရားရုံးအမိန့်ရဲ့ရောင်းသူနေရာမှာဝင်ပြီးတော့ဒီတရားစွဲလာတဲ့နော်ခွန်ဆောင်လာတဲ့လူကဝင်သူနေရာမှာဝင်ရတာဖြစ်ပါတယ်နော်အဲ့လိုမျိုးမှတ်ပုံတင်စာချုပ်ကြီးချုပ်ပြီးလိုက်တဲ့နောက်မှာတော့ကျမတို့ရန်ကုန်မြို့တော်စီမံတရားရေးကော်မတီမှာကိုယ့်ရဲ့နာမည်ပေါက်ကိုတွင်းရတာဖြစ်ပါတယ်အဲ့တော့မှတ်ပုံတင်စာချုပ်ကြီးချုပ်ပြီးရင်ရန်ကုန်မြို့တော်စီမံတရားရေးကော်မတီရဲ့နေရာဌာနမှာရှေ့ရကရန်အမီပေါက်ရဲ့နေရာမှာကရန်အမီပေါက်နဲ့ကိုနဲ့ဒီမှတ်ပုံတင်စာချုပ်ကြီးနံပါတ်ဘလောက်အရာနော်မိမိနာမည်ပြောင်းသွားပါပြီဆိုတော့ကရန်နာမည်ပြောင်းတဲ့ process ကိုထပ်လုပ်ရတာဖြစ်ပါတယ်အဲ့ဒီကရန်နာမည်ပြောင်းတဲ့ process တွေလုပ်ပြီးသွားရင်တော့ကရန်ပေါ်မှာနော်ကျမတို့နော်အရင်ခေတ်ကကရန်လေးဆိုရင် A4 တရွက်နဲ့ထပ်တိုးပြီးတော့ကျတော့ဒီတရားစွဲလာတဲ့လူရဲ့နာမည်ပေါက်သွားပြီဆိုတာကိုမြို့တော်စီမံကပြောင်းလဲပြီးတော့မှတ်သားပေးတာဖြစ်ပါတယ်အရန်နာမည်ပြောင်းတယ်လို့ခေါ်တာဖြစ်ပါတယ်ခရမ်းနာမည်ကိုနာမည်ပြောင်းသွားမှာဖြစ်ပါတယ်เนาะအဲ့လိုနည်းနဲ့ခရမ်းနာမည်ပြောင်းလာတာဖြစ်ပါတယ်အဲ့ဒီတော့သူဒီเนาะဒီလိုတစ်ပတ်သက်တရားစွဲရတဲ့စာရွက်စတန်းကိုခရမ်းစာရွက်ကိုကျမတို့ကိုနာမည်ပါပြောင်းရတဲ့ process ဒီတရားရုံး process ပို့ပြီးတော့အဆင့်ပို့ပါတယ်အဆင့်ပို့တာဖြစ်တဲ့အတွက်အချိန်ပို့သွားပါတယ်အချိန်ပို့တာဖြစ်တဲ့အတွက်ပုံချစိတ်လည်းပို့သွားပါတယ်ပုံချစိတ်ပို့တာဖြစ်တဲ့အတွက်เนาะဒီဈေးကွက်ထဲမှာเนาะဒီကိုယ့်ရဲ့ပိုင်ဆိုင်မှုကိုရောင်းနေတဲ့လူဒီ
ဒီလိုမျိုးဗယံကိုကရုံးဖြစ်နေတယ်တစ်ဖက်သက်တရားဆွဲရမယ်စာရွက်တွေဆိုလို့ရှိရင်တခြားအမီပေါက်တဲ့စာရွက်တွေပါဝါပါနေတဲ့စာရွက်တွေတော့ဈေးကောင်းမရပါဘူးသူဒီဘာဖြစ်လို့ဈေးကောင်းမရတာလဲဆိုတော့ခုနာမည်ပေါက်ပြောင်းတဲ့အခါမှာအချိန်ပေးရတာလည်းကြာတယ်ပုံကြစိတ်လည်းပို့ပြီးတော့ပုံကြတာဖြစ်တဲ့အတွက်နော်လူတွေကနော်ပုံကြစိတ်ကြောင့်မဟုတ်ပဲနဲ့အချိန်ကြောင့်မို့လို့ဒီလိုမျိုးစာရွက်ကိုသိမကြိုက်ကြတာဖြစ်ပါတယ်အဲ့ဒါကြောင့်မို့လို့ကိုယ့်ရဲ့ပိုင်ဆိုင်မှုစာရွက်ကိုရောက်နေတဲ့စာရွက်က90ဒီဂရီသွားရမယ့်စာရွက်မျိုးဖြစ်နေတယ်ဆိုလို့ရှိရင်ကိုဒီအမီပေါက်တွေကိုပါဝါယူထားတဲ့လူတွေကိုနော်ကိုဒီဈေးကောင်းမရတတ်ပါဘူးအဲ့တော့ဒီလိုမျိုးစာရွက်တွေဈေးကွက်ထဲမှာတော့အဝယ်တွေတိတ်ပြီးတော့ကြိုက်ပြီးမရှိပါဘူးအဝယ်10ယောက်ဆိုရင်1ယောက်2ယောက်လောက်ကပဲဒီစာရွက်ကိုလက်ခံပါတယ်9ယောက်10ယောက်လောက်ကဒီလိုမျိုးစာရွက်ကိုလက်ခံနေမရှိပါဘူးနော်ဒီလိုမျိုးကုန်ကြစည်လေးတွေရှိပါတယ်အဲ့တော့ဒီနာမည်ပြောင်းတဲ့ကုန်ကြစရိတ်ကိုเนาะအတိအကျသိချင်ရင်တော့ကျမရဲ့ page ရဲ့ message ကနေပြီးတော့မေးပေးပါဘာဖြစ်လို့လဲဆိုတော့ဒီကုန်ကြစရိတ်တွေမြို့နယ်မတူဘူးဈေးနှုန်းတွေမတူတတ်ပါဘူးနောက်ပြီးတော့ဒီကြရန်ပြောင်းတဲ့ process တွေမှာမိမိဒီကြရန်ပြောင်းနေတဲ့လူဒီတစ်ဖက်သက်တရားဆွဲနေတဲ့လူတွေအခွင့်ဆောင်ရအောင်မှာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ကုန်ကြစရိတ်ကများပါတယ်အဲ့ဒါကြောင့်မို့လို့ပေါ့နော်ဒီရကုန်ကြစရိတ်ကိုသိချင်ရင်သက်ဆိုင်ရာမြို့နယ်အလိုက်ကုန်ကြစရိတ်မတူတာဖြစ်တဲ့အတွက်ကျမရဲ့ page ရဲ့ message ကနေပြီးတော့လာပြီးတော့မေးပေးစီချင်ပါတယ်အချိန်ကာလအားဖြင့်ကတော့အနည်းဆုံးတစ်နှစ်ခွဲကနေ2နှစ်လောက်ထိကြာမြင့်တတ်ပါတယ်เนาะအဲ့ဒါကြောင့်မို့လို့ဒီလုပ်ကိုလည်းကျမတို့ဒီဒီနယ်မှာကြိုးစားနေတယ်เนาะဒီလိုမျိုး service ဝန်ဆောင်မှုရှိပါတယ်လိုအပ်လို့ရှိရင်ကျမတို့ page ရဲ့ message ကနေပြီးတော့ဆက်သွယ်စုံစမ်းနိုင်ပါတယ်အဲ့တော့ဒါလေးဒီအရန်ကတုံးရဲ့ရောင်းချမှုဝယ်ယူမှုเนาะခိုင်မာလားမခိုင်မာလားဝယ်လို့ရလားနာမည်ဘယ်လိုပြောင်းလဲဆိုတော့အကြောင်းလေးကိုဒီဗီဒီယိုလေးနဲ့တင်ဆက်ပေးလိုက်တာဖြစ်ပါတယ်ကျမရဲ့ page မှာနောက်ထပ်ဒီလိုမျိုး interview နဲ့ပတ်သက်တဲ့ဗီဒီယိုတွေဆက်ပြီးတော့တင်ပေးသွားအောင်ပါမို့လို့ကျမရဲ့ page လေးကို like နဲ့ follow လေးလုပ်ထားခြင်းပါတယ်တကယ်လို့ဒီဗီဒီယိုလေးကနော်အခုကြည့်နေတဲ့အမျိုးတွေအတွက်အသုံးဝင်သွားတယ်နောက်တစ်ချိန်မှာအသုံးဝင်လာနိုင်တယ်ဆိုလို့ရှိရင် share ထားပြီးတော့ကျတော့ကိုယ့်ရဲ့ဟောမှာစိတ်ထားချစေချင်ပါတယ်เนาะကျမတို့ဒီမြန်မာအကျိုးဆောင်ကအင်ဂျင်နီယာအယောင်းနဲ့အဝယ်တွေကိုအထူးအားဖြင့် service ပေးတာဖြစ်ပါတယ်ကျမတို့ရဲ့အဓိက main business ကအင်ဂျင်နီယာတွေရောင်းပေးတာအင်ဂျင်နီယာတွေဝယ်ပေးတာဖြစ်ပါတယ်ဒါကြောင့်မို့အင်ဂျင်နီယာရောင်းချင်တဲ့သူတွေဝယ်ချင်တဲ့သူတွေကျမတို့ဒီမြန်မာအကျိုးဆောင်နဲ့เนาะဆက်သွယ်ပြီးတော့လာရောက်လေ့လာကြည့်ရှုနိုင်ပါတယ်ဆိုတာကိုဖိတ်ခေါ်လိုက်ပါတယ်အဆုံးကြည့်ကြည့်ပြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့ကိုဖြစ်ကြပါစေရှင်